သမီးရဲ့အမေကိုစံတပြီလောက်ချီးပါရဲ့ငါနောက်တော့ပြန်ပေးမှာပေါ့မပေးနိုင်ပါဘူးသမီးစီကဆန်လေးရမလားလို့သွားချီးတာမရပါဘူးစိတ်ညစ်လိုက်တာတားစီကသွားချီးကြည့်အောင်မှာပဲတားကြီးအမေကိုဆန်နည်းနည်းလောက်ချီးအောင်လေအမေပြန်ဆက်မယ်လေအမေကလည်းဗျာတားစီကပဲတောင်းနေတာပဲအင်းကြီးအဝတ်စားတွေကိုပြောင်းအောင်လျှော့နော်မပြောင်းရင်ပတ်စံမပေးဘူးနော်ဟုတ်ကဲ့ပါတားရောသမီးရမပြေလေတော့စံချီးလို့တောင်မရဘူးလေအဝတ်လျှော်ခရမှာပဲထမင်းချက်စားတော့မယ်စံလေးလုံးပေးပါဒီနှစ်တော်တော်ကြက်တာမနစ်ကမှဆန်အိတ်လိုက်ဝယ်စားနိုင်သေးတယ်ရေအသက်တမနဲ့ထမင်းအသက်ခုနှစ်ရက်တဲ့ဘိုက်တော်တော်စားနေတာစားလောင်တဲ့တန်ကတော်တော်ဆိုးတာနော်ဘာဟင်းချက်လဲဆိုတော့ပင်လယ်စာနဲ့လေပင်လယ်စာစားလေးနဲ့ပါလာစားကြပါအောင်ထမင်းရှိရင်ကျမကဘာနဲ့စားဝင်လဲ